ကိုရီးယားမင်းသမီးချောလေးတွေပါတဲ့လူတွေလိုက်လျှော့တဲ့ကားကြည့်မလားဇက်ကားထဲမှာတစ်ခုနဲ့တစ်ခုဆက်နေတဲ့မတူညီတဲ့ဇလန်းတိုလေးတွေများစွာပါဝင်တယ်ဇလန်းတစ်ခုချင်းစီကလည်းအသေးတရားနဲ့သဲထိတ်ရင်ပူကြည့်ရမယ်အမှတ်မထင်တဲ့လှဲ့ကွက်တွေကိုလည်းတွေ့ရမယ်ဒီတစ်ပိုင်းမှာရှောဝါးပြီးတဲ့လူကိုလည်းနောက်တစ်ပိုင်းမှာမရှောခင်အခြေအနေနဲ့ပြန်မြင်ရမယ်ပြောရရင်ဒီဇက်ကအပိုင်းအစလေးတွေကိုရှေ့နောက်ဒဇစီထည့်ထားသလိုမျိုးပဲကြည့်နေရင်ဒဇစီလိုက်ကောက်ပြီးတော့စူစည်းလိုက်တော့မှဇလန်းအစအဆုံးရမယ်ပုံစံမျိုးဇက်ကားလေးရဲ့နာမည်က New Normal 2022တုန်းကထွက်ထားတာပါဝင်ထားတဲ့ကိုရီးယားသရုပ်ဆောင်တွေကနာမည်ရှိပြီးသားဝါရင်သရုပ်ဆောင်တွေကြီးပဲပြောပြီးတော့ဗမာသွားကြည့်ရမလဲတော့မမေးနဲ့တော့ comment မှာ link ချပေးထားအဲ့ link ကို copy ကူးပြီးတော့ Telegram မှာသွားရှာလိုက် channel J ဆိုပြီးကြာလာလိမ့် join ပြီးတော့တန်းကြည့်အောင်ပဲကဲမကြည့်ဖြစ်သေးရင်တော့ share ထားလိုက်ကြည့်ဖို့ ready ဆိုရင်တော့သွားကြည့်လိုက်တော့လေ